အသက်ရှူစက်ကိုအမိပြုနေရတဲ့ကောင်လေးတစ်ယောက်ဟာမြို့မှာလျှက်စစ်မီးတွေအချိန်တော်ကြာပြတ်တောက်သွားတာကြောင့်အသက်အန္တရာယ်ရှိတဲ့အခြေအနေနဲ့ရင်ဆိုင်လိုက်ရပါတယ်။အဲ့ဒီလိုမီးပြတ်တောက်မှုကြောင့်အသက်ရှူစက်မှာရှိတဲ့ဘက်ထရီအားတွေဟာလည်းကုန်ခန်းသွားခဲ့ပါတယ်။မိခင်ဖြစ်သူကအရေးပေါ်ဖုန်းခေါ်ဆိုပြီးအရန်ဘက်ထရီတွေအကြောင်းအသေးအတန်မေးမြန်းနေစဉ်မှာပဲအသက်ရှူစက်ကအားလုံးဝကုန်ပြီးရပ်တန့်သွားပါတော့တယ်။သူမဟာအကူအညီကိုမျှော်လင့်ရင်းတားဖြစ်သူအသက်ရှူနိုင်ဖို့အတွက်လက်နဲ့ပဲအားစိုက်ပြီးကူညီပေးနေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲအရေးပေါ်ဌာနကဝန်ထမ်းဟာအနီးနားကအိမ်ခေါင်မိုးပေါ်မှာနေအောင်ကြည်စွမ်းအင်သုံးပြားတွေကိုတတိထားမိသွားပြီးအိမ်ပိုင်ရှင်စီကိုချက်ချင်းဖုန်းဆက်ကအခြေအနေကိုရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ကောင်လေးရဲ့အိမ်ကလမ်းတစ်ဖက်မှာဖြစ်နေတာကြောင့်လျှက်စစ်မီးရရှိဖို့အတွက်နီလန်တစ်ခုကိုကြံစခဲ့ကြရပါတယ်။အိမ်နီးချင်းအမျိုးသမီးတဦးကလျှက်စစ်ဝါယာကြိုးအချို့ကိုရှာပြီးလျှက်စစ်ထိန်းချုပ်တဲ့တစ်တာမှာချိတ်ဆက်ကလက်တွေ့လှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်သူမဟာအပြင်ထွက်ပြီးတခြားအိမ်နီးချင်းတွေကိုပါအကူအညီတောင်းခဲ့ပါတယ်။သူတို့အားလုံးဟာဝါယာကြိုးတွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးလမ်းကြားတွေခြံစည်းရိုးတွေနဲ့အိမ်ခေါင်မိုးတွေပေါ်ကနေတဆင့်တွေ့တန်းခဲ့ကြပါတယ်။အိမ်နီးချင်းတယောက်ကကောင်လေးရဲ့အိမ်ထဲကိုဝင်ပြီးအသက်ရှူစက်နဲ့ဝါယာကြိုးကိုချိတ်ဆက်ဖို့ကြိုးစားပေမဲ့ကြိုးကအနှဲငယ်တိုးနေပြန်ပါတယ်။ထပ်သုံးဖို့ဝါယာကြိုးလည်းမရှိတော့တဲ့အတွက်သူတို့ဟာခရစ်စမတ်မီးအလှဆင်တဲ့ကြိုးတွေကိုအသုံးပြုပြီးလိုအပ်နေတဲ့အကွာအဝေးကိုဖြည့်ဆည်းလိုက်ကြပါတယ်။နောက်ဆုံးမှာတော့ကောင်လေးရဲ့အသက်ရှူစက်ဟာပြန်လည်ပတ်နိုင်ခဲ့ပါတယ်။မိခင်ဖြစ်သူဟာအပြင်ကိုဖြည်းဖြည်းချင်းထွက်လာခဲ့တဲ့အခါမှာတော့ပြုံးရွှင်နေတဲ့အိမ်နီးချင်းတွေရဲ့မျက်နှာတွေကိုဝမ်းသာအားရတွေ့လိုက်ရပါတော့တယ်။